ဟုတ်ဒီနေ့မှာတော့ရရ blind ပေါက်လေးပေါ့နော်ဒါကတော့ version 2 fruit version ပေါ့နော်လိုချင်တာကတော့ဒီတဒန်းနဲ့ရဆိုရင်ဒီနှစ်ခုလိုချင်တယ်ဒီထက်အကုန်လိုချင်တယ်ဒီကတစ်ခုမှမလိုချင်ဘူးဒီတဒန်းကအကုန်လိုချင်တယ် secret ပတ်ချင်တယ် secret ကအရင်လိုချင်တယ်ဒါလေးကတော့ blueberry တီးလေးပေါ့ okay ဖောက်ပါမယ်အေးပြတ်သွားအချင်းနဲ့ညက်လိုက်လက်ကထိမှစ okay ပြတ်သွားပြီမနက်ပြတ်တယ်ကက်ကြီးပါခေကကဒီမလားဟမ်တွေ့ရမယ်ဒီမှာမဆိုင်လို့ဖေးဒီလားခဏ secret ဒီမှာ secret တရားလေးပေါက်သွားတယ်ဘာလို့တရားလေးဝိနာပဲသူကမျက်စိလေးလဲလို့ရပါတယ် secret ချက်စရာလေးဖိမနော် secret လေးပေါက်သွားပါတယ်ကြည့်ပါလုံးဝမပါပါဘူးเนาะဒီထဲမှာဒီမှာဒါလေးပေါက်တာဒါလေးပေါက်ချင်တယ်ချက်စရာလေးဒီတိုင်းလေးလဲလို့ရတယ်ဒီတိုင်းလေးလဲလို့ရတယ်ဒီတိုင်းလေးလဲလို့ရတယ်ဒါတော့တငယ်ချင်းဝင်းနေတဲ့ဆောင်ပေးနေကိုတပတ်ကိုဝဲလာဒါဟုတ်ပါခွာမပေါက်တယ်မွေးနေအရင်မွေးတော့ဒီမှာနာမည်လေးပါတယ်ဒီ secret လေးရဲ့နာမည်ကတော့ sunshine ပါခဏမတူဒါဗလိန်ရရနော်တပုံစံလေးပဲဖြစ်လေကြည့်ကက်နဲ့တပုံစံလေးတူလာဒီမှာနော်ဒီမှာပြရအောင်လीကက်ထဲမှာအစိမ်းရပြီးကြတော့ဟုတ်တယ်မျိုးလုံးကဒီထဲမှာအသေးပုံလीဒီမှာကျဲပြီးကြရင်ဒီပါဇက်အတွင်းနဲ့နီရမှာဒီမှာပန်းလို့ပြီးတော့ဒီဟာလေးဘေးက blush ပုံစံလေးကကျဲဒီမှာဖဲပွင့်စမ်းမှမတူသူကဆိုအယောင်လေးရဲ့ဒါလေးရဲ့ဒီပွားအညောင်ကြီးရဲ့အငယ်ချင်းကတော့ဘာပေါက်သွားလဲဆိုရင်ဖဲဒီလေးပေါက်သွားပါတယ်သူစစဖောက်တယ်ကဖဲဒီကလွဲပြီးကြိုက်တာပေါက်တဲ့ဖဲဒီမကြိုက်ဘူးတဲ့ပေါက်လဲပေါက်ရောဒီ secret နဲ့အဲ့ဖဲဒီနဲ့ဘာပို့ကြိုက်ဆိုဖဲဒီပို့ကြိုက်သွားပြီတဲ့မင်းအားနဲ့ပြန်ပြောလိုက်တာညီးလေးနော်လို့ခုလိုမျိုးတော့ကြိုက်မျိုးလို့ပြောလိုက်ဒီဗီဒီယိုခေလေးကြည့်အောင်မလားခေလေးနော်တတာ